အဲ့ရေခမ်းတဲ့အထိပေါ့နော်ကြက်သားရထွက်လာတဲ့ရေခမ်းသွား6သွားတဲ့အထိဒါလုံးမရဟုတ်ပြီဒါရေခမ်းပြီးတော့စီထွက်လာပြီကြက်သားကနေပြီးတော့ကြက်ရေကောင်းနဲ့စီထွက်လာအဲ့လိုစီထွက်လာပြီဆိုလို့ရှိရင်ဒါရေတစ်ခွက်ထည့်လိုက်ရေတစ်ခွက်ထည့်ပြီးတော့ကျွန်တော်ဂျင်းကိုလက်20လောက်တပြားရိုက်ထားထည့်လိုက်တယ်ဇပလင်ရှိရင်တော့ဇပလင်ထည့်ပါတော့ကျွန်တော်ဇပလင်မရှိတော့ဂျင်းလေးပဲထည့်လိုက်တယ်ပြီးအုပ်ထားပြီးတော့ထည့်လိုက်ပြီဟုတ်ပြီ15မိနစ်မိနစ်20လောက်ဆိုအဲ့မှာပွက်လာတယ်ချက်သားလဲနူးပြီဆိုရင်ဘူးဒီရေဆေးထားထည့်လိုက်တော့ထည့်ပြီးတော့ထပ်အုပ်ထားမယ်နောက်တဲ့7မိနစ်15မိနစ်အုပ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့မှာရပါပြီဘူးဒီနူးသွားပြီဆိုလို့ရှိရင်အရသာမြည်ကြည့်မယ်ကျွန်တော်နည်းနည်းပေါ့လို့စားလေးနည်းနည်းနဲ့ငမ်းပြားလေးထည့်လိုက်တယ်အရသာပါညာ5မီဆိုလို့ရှိရင်ပင်စိမ်းလေးအုပ်လိုက်တော့တင်ထားတဲ့ပင်စိမ်းလေးအုပ်လိုက်တော့အဲ့ဆိုတော့လုံးဝမှွေသွားပြီနားရှယ်သွားပြီဘူးဆိုတော့အရန်ကောင်းတဲ့ဟင်းလေးချက်သွားပါပြီပင်စိမ်းနဲ့တင်းတင်းလေးနဲ့တင်လုံးမွေပဲလုံးဝတစ်ခန်းလုံးတင်လုံးမွေးကြိုင်သွားအနက်နဲ့သေးသွားလိမ့်မယ်ခုဆိုလို့ရှိရင်တော့ကျွန်တော်တို့မြမရိုးရကြက်သားဘူးဒီကာလာတဲ့ချက်လေးရပါပြီဒါကိုထမင်းနဲ့ပဲစားနော်ရှက်ကီကြိုက်တဲ့သူရှက်ကီနဲ့ပြီးဘီယာနဲ့ပဲပြီးဆိုဂျူးနဲ့ပဲပြီးအရန်ဖိုင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်